ဒီနားလေးကိုမပြောခဲ့ရလို့လေခုဒီမှာရှေ့ချမ်းပါလေရှေ့ချမ်းကိုဒီမှာ54ခုရင်းနဲ့ဆိုထိုးလိုက်တယ်ထိုးလို့ရတော့ထိုးပြီးသွားပြီပေါ့နော်ရှေ့ချမ်းပြီးသွားပြီရှေ့ချမ်းပြီးသွားတဲ့အချိန်မှာနောက်ချမ်းကိုဆက်ရတော့မယ်နောက်ချမ်းကိုဆက်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုနော်ဒီနှစ်ခုကိုဘယ်လိုဆက်မလဲဆိုဒီထိတ်လေးနှစ်ခုလေးဒီနောက်ဆုံးပေါ့နော်ထိတ်ဖွမီရဲ့ထိတ်နောက်ဆုံးဖွမီရဲ့ထိတ်ရဲ့ဒီဘက်ကနောက်ဆုံးဖွမီရဲ့ထိတ်အဲ့နှစ်ခုကိုလေခြီလေးနဲ့လေတစ်ချက်ခြီခဲ့ပေးပါနော်ခြီခဲ့လိုက်ပါခြီခဲ့ပြီးတော့မှအဲ့နေရာကိုဒီမှာတိုင်ရှည်ထိုးရင်းနဲ့ဆက်ပြီးတော့တိုင်ရှည်ကိုဆက်ပြီးထိုးသွားပေးပါနော်ဒါလေးကိုဒီနေရာလေးချိတ်ဖို့မပြောခဲ့မိလို့ပါဒီနေရာလေးတွေကိုအရင်ထိတ်ဆုံးဖွမီဟိုမှာရှိရဒါပန်းပွင့်လေပန်းပွင့်ရဲ့ထိတ်ဆိုထိတ်ဆုံးလေးမှာနေတိုက်တိုလေးရှိအဲတိုက်တိုနှစ်ခုရဲ့ထိတ်ကိုခြီကြိုးလေးခြီလေးနဲ့တစ်ချက်ခြီခဲ့လိုက်ပါပေါ့နော်ခြီခဲ့လိုက်ပြီးသွားလို့ရှိရင်ဒါလေးတော့အစားတက်လိုက်ပေါ့နော်အသက်ပြီးသွားလို့ရှိရင်ဒီနေရာကိုရောက်လာပြီး54ကိုရောက်ပြီဆိုနောက်ထပ်တစ်ပွင့်အတွက်ကိုနေရာမှာဆက်ပြီးတော့ဒီလိုဆက်ပြီးတော့တန်းပြီးတော့ထိုးသွားလိုက်လို့ရပါပြီနော်အဲ့ဒါလေးလာပြောတာပါဆက်ပြီးတော့ထိုးသွားပေးပါနော်အဲ့ဒီတိုင်းတစ်ပတ်လေနော်တစ်ပတ်လေထိုးသွားပေးပါကျေးဇူးတင်ပါတယ်မင်္ဂလာပါအကြရုပ်ခုတိုင်ရှည်ပေါ့နော်တိုင်ရှည်ကိုဒီမှာဒီလိုတချမ်းစာတစ်စိမ့်စာလေးကို54ခုဝင်အောင်ထိုးလိုက်တော့စုစုပေါင်း216တိုင်ရတယ်ပေါ့နော်216တိုင်ဆိုတော့ပတ်တန်တစ်ခွက်ကို18ခုရှိတယ်လေ18ခုရှိရဆိုတော့ပတ်တန်က12ခုစာပေါ့နော်ပန်းပွင့်12ခုစာရပါတယ်အဲ့ဒါလေးကိုအခုဒီမှာစုံသွားပြီဆိုရင်ဒီနောက်ဆုံးဖုန်မီလေးကနေပြီးဒီဘက်အစထိုးခဲ့တဲ့ဖုန်မီလေးကိုဒီမှာဟိုဟာလေးနဲ့ slit stick လေးနဲ့ချိတ်เนาะ slit stick လေးနဲ့ချိတ်ထားပြီးတော့အစတက်လိုက်ပါတယ်စတက်ပြီးပြီဆိုလို့ရှိရင်ဒီမှာစပြီးတော့ဒီမှာပုံကြည့်လို့ရှိရင် तू ကစပြီးတော့ပတ်တန်ဝင်တော့မယ်ပတ်တန်ဝင်မယ်ဆိုတော့ तू ကဒီဟာပန်းပုံလေးဒီပန်းပုံကိုပဲပြန်ပြီးပတ်တန်ပြန်ဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစားတို့ကမူရင်းပတ်တန်ကိုပဲပြန်ကြည့်မယ်အဲ့ဒါကြောင့်မို့လို့လေဒီ18ခုနဲ့ဝင်အောင်လို့တိုင်ရှည်ကိုထိုးခဲ့တာပေါ့နော်အဲ့ဆိုတော့ဒီမူရင်းပတ်တန်နဲ့ပြန်ဝင်မယ်ဆိုရင်အခုထိုးထားခဲ့တဲ့တိုင်ရှည်တွေကဘာလဲဆိုရင်ပတ်တန်ဒီပထမဦးဆုံးထိုးထားခဲ့တဲ့ဖွမီနဲ့အတူတူပဲပေါ့နော်ပထမဆုံးထိုးထားခဲ့တဲ့ဖွမီနဲ့အတူတူပဲအဲ့လိုဆိုတော့အခုဒီ line ကိုထိုးပြီးသွားပြီလို့ယူဆပြီးတော့ round 1ဒီနေရာကနေစပြီးတော့ပြန်ဆက်ထိုးသွားရုံပါပဲเนาะဆက်ထိုးသွားရုံပဲအဲ့တော့အခုဒီမှာပြီးပြီဆိုလို့ရှိရင်ပုံမီ3ချက်တက်ပြီးသွားလို့ရှိရင်ဒီပတ်တန်ကိုကြည့်ပြီးသွားတော့လေဆက်ပြီးတော့ဒီပတ်တန်ကိုကြည့်ပြီးသွားတော့ဒီပတ်တန်မှာဟိုအစလေပထမဦးဆုံးဗီဒီယိုတွေမှာဒီပတ်တန်ကိုစပြီးထိုးခဲ့တဲ့ဗီဒီယိုတွေမှာပြောထားတဲ့အတိုင်းပဲဒီမှာတိုင်းရှည်ဖုန်မီနှစ်ချက်ချာတိုင်ရှင်တစ်ခုထိုးဖုန်မီနှစ်ချက်ချာတိုင်ရှင်နှစ်ခုထိုးနေအဲ့ဒီတိုင်းတောက်ချောက်ထိုးသွားရုံပဲပြီးသွားလို့ရှိရင်လည်းဒီမှာဖုန်မီ3ခုချာတိုင်ရှင်3ခုနဲ့ဒီပတ်တန်အတိုင်းပဲပြန်ဝင်သွားမယ်ပြီးသွားရင်နောက်တစ်ခါကျတော့တိုက်ရှည်3ခုဖုန်မီ5ခုပြီးရင်တိုက်ရှည်3ခုစု3ခုချပြီးတော့ဖုန်မီ5ခု5ခုစီပန်းကုန်းရဲ့အခြေကိုယူပြီးတော့ထိုးသားမယ်ပြီးဒီပတန်အတိုင်းပဲပန်းကုန်းတိုင်းပဲဝင်သွားပြီဟောဒီပန်းပွင့်ထိတ်ဆုံးအနာသက်ရောက်တဲ့အထိဆက်ပြီးတော့ထိုးသွားရုံပဲเนาะအနာသက်ပြီးတဲ့အချိန်မှာသူကနောက်ထပ်base တစ်ခုယူဖို့အတွက်ကိုဟောဒီတိုင်ရှည်လေးနဲ့ base ပြန်ဆွဲတဲ့အထိပေါ့နော်ပြောရမယ်ဆိုဒီ round 9အထိကိုဒီပုံစံအတိုင်းပဲပြန်ပြီးတော့ထိုးသွားရုံပဲဒါကတော့ပတ်လဲပေါ့နော်ပတ်လဲဆိုတော့ဒီလိုပတ်လဲအဲ့အတိုင်းပဲအဲ့ပတ်တန်တွေအတိုင်းပဲထိုးသွားရုံပါပဲအဲ့တော့ရှေ့မှာလည်းဒီပတ်တန်ကိုပန်းပွင့်ကို3 line လုံးပေါ့နော်ထိုးပြခဲ့ပြီးဆိုတော့ပတ်တန်လေးကိုတော့ကြီးတက်ပြီးလို့ယူဆပါတယ်အဲ့တော့ကြောင့်မို့အဲ့ဒါတော့ထိုးမပြတော့ဘူးကိုယ့်ဟာကိုယ်ဆက်ပြီးထိုးပါเนาะအယူစားလေးဒီကြားထဲမှာမှတ်စရာရှိလို့ရှိရင်ထပ်ပြီးတော့တင်ပေးပါမယ်အခုတော့ဒီပတ်တန်လေးအတိုင်းဒီပန်းပွင့်လေးဆိုဒီနောက်ဆုံးဒီ round 9လေးပြီးရဲ့အထိဆက်ပြီးတော့ထိုးခဲ့ပေးပါเนาะကျေးဇူးတင်ပါတယ်